လုံးကြီးထွက်တာဆိုတော့ကျွန်တော်ဒီနေရာမှာပြန်ပြီးတော့ရက်မယ်ဗျာနော်အာယုံရှိတော့အလုံးကြီးထွက်တာချိန်ဆိုပြန်ပြီးတော့ရက်ရှာကြည့်တော့ကောင်းတယ်ဗျာနော်ကျွန်တော်ပြောသလိုအလုံးကြီးကျော်ဆိုတော့ကျွန်တော်အလုံးကြီးတော့ပါဖို့ရနော်ခဲတွေတော့ထဲထဲမှာထပ်လို့မြင်လားနော်ဒါမို့လို့ရှာတာသူကအောက်ခြေဒီမှာသူကတွန်းချလိုက်တဲ့ခဲတွေကအောက်ခြေမှာလာစုရပေါ့ဗျာနော်အဲ့လိုမျိုးအင်မစီတွေမြုပ်သွားတဲ့ကျဲလေးကိုလိုက်ရှာတာပေါ့လူကြုံမို့ပေါ့နော်နော်ခဲတွေတော့အောက်ထဲမှာထပ်လို့ဗျာနော်အမိုးတွေဆိုလဲတခြားလေးကြည့်ရဗျာနော်မကြောက်နဲ့တလုံးတော့သူကြောက်ချောတော့ကြောက်ချောပဲကြောက်လားတော့မသိဘူးဗျာနော်ဆက်ကြည့်အောင်ရုပ်နာမျက်နှာခဲကြီးရအတွင်းထဲမှာပြောင်ကြီးဖြစ်သွားပြီနော်ဒီကောင်မဲဒါမိုးလေးလန့်လန့်ခေါ်ရတာဗျာနော်ရက်ပြီးတော့ရှာရတာကားတွေဘာတွေမရှာချင်ဘူးတည်းလဲဒါမိုးရက်ရှာလို့လည်းရတယ်အိုးဝိတ်ကတော့တစ်လို့ဗျာနော်ဒီကောင်ကြောက်လားမသိဘူးချက်ကြည့်လိုက်ဦးကြောက်ကတော့မစိုးဘူးကြောင်မျိုးလေးစိတ်တယ်ရနော်လို့တော့နော်ကဲရတော့ထက်လို့ဗျာနော်ဒီမှာအောက်မှာတင်ကိုအလုံးကြီးတွေရှိသေးရဗျကြောင်မျိုးလေးတွေမစိုးမဲနော်ဟောမောက်ချောက်ရှေ့ပြန်ပြီမောက်ချောက်ဒါမို့ကမောက်ချောက်ခေါ်တယ်ကြောက်ကတော့ရခြင်းအဲ့လိုပဲဗျာနော်ခဏလေးရှာခဏလေးရမရဘူးဆိုလဲတနေကုန်ရှာလို့ရတာမဟုတ်